အားလုံးပဲမင်္ဂလာပါခင်ဗျာ Career Bay ICT Professional Training ကနေပြီးတော့ပြန်ပြီးကြိုဆိုပါရခင်ဗျာကျွန်တော်ကလာမျိုးပေါ့ဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီဗီဒီယိုသင်ခန်းစာမှာတော့ကျွန်တော်တို့တော့ Windows ကျွန်တော်တို့ TV ရထားပေါ့နော် Windows TV ရဲ့ခါကျရင်ကျွန်တော်တို့ဒီ software တွေကိုဘယ်လိုကျွန်တော်တို့ installation လုပ်နေလဲပေါ့နော်ဒီ software installation နဲ့ပတ်သက်တဲ့အကြောင်းအရာတချို့နော် knowledge share တချို့ကျွန်တော်လုပ်ပေးချင်ပါတယ်။ Okay အဲဆိုရင်ကျွန်တော်တို့ software လို့ပြောမယ်ဆိုရင်ကျွန်တော်တို့နော်ကျွန်တော်တို့ Windows မှာကျွန်တော်တို့ standard software ရှိတယ်။ standard software ဆိုတော့ဘယ်လိုမျိုးခေါ်လဲဆိုတော့ကျွန်တော်တို့ Windows တင်ပြီးတဲ့အခါမှာဖြစ်မနေတင်ပြီးရမယ့် software တွေပြီးတော့ဒီ end user အနေနဲ့ပေါ့နော် end user အနေနဲ့လည်းအများအားသုံးထားရှိတဲ့ software တွေအသုံးဝင်တဲ့ software တွေပြောတာဖြစ်ပါတယ်။အဲ့ဒီမှာဘာပါလဲဆိုတော့ကျွန်တော်တို့ Windows တစ်ခုတင်ပြီးမှ driver မောင်းပေးရတယ်။ driver လည်းဒါ software တစ်မျိုးဖြစ်ပါတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့ exe ပေါ့နော် server file တွေကိုကျွန်တော်တို့ run ပေးရတာဖြစ်တဲ့အတွက် driver လည်းကျွန်တော်တို့ဒါ software တစ်မျိုးဖြစ်ပါတယ်။ Okay driver ရှိမယ်နောက်ပြီးရင်ကျွန်တော်တို့ရုံးသုံးတဲ့ဒါ Microsoft Word Excel PowerPoint ပေါ့နော်presentation ဆို PowerPoint ပေါ့နော်ဒါလေးကျွန်တော်တို့ဒါကပြောမယ်ဆိုရင် machine ဖြစ်လိုအပ်တဲ့ software လေးဖြစ်ပါတယ် standard software ဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒါ Photoshop နော် Photoshop ပြီးရင် PDF ဖတ်တဲ့ဟာတွေ raw file ဖြည့်တဲ့ဟာတွေပေါ့နော်ဒါတွေရှိမယ်နောက်ပြီးရင်ကျွန်တော်ထည့်ပြီးရေးထားတာပါနောက်ပြီးကျွန်တော် VLC media တွေပေါ့နော်တချင်နာထောင်လို့ရတဲ့ဟာတွေပြီးတော့ dictionary တွေဒါလေးတွေကဒါပြီးတော့ဒါ end user နေရဲဆိုရင် Marvis Beacon ဒါ typing ကျင့်တဲ့ software လေးပေါ့နော်ဒါလေးတွေကဒါ standard software အမျိုးအစားလေးဖြစ်ပါတယ်Okay အဲ့တော့ကျွန်တော်တို့ကဒီ software တွေကိုပြရနိုင်တယ်ဟုတ်ကဲ့ software တွေကကျွန်တော်တို့ယနေ့လက်ရှိမှာကျွန်တော်တို့က internet kit ပေါ့နော် IT kit information technology kit ဖြစ်တဲ့အတွက်ကျွန်တော်တို့က software တွေကိုပေးရနိုင်တယ်တွေကိုရနိုင်တယ်ဆိုတော့ကျွန်တော်တို့ internet ကနေပဲတွေကိုရပါတယ်ကျွန်တော်တို့ကအဲ့ internet မှာကျွန်တော်တို့ software တွေကို free အနေနဲ့လည်းရနိုင်တယ်ပြီးတော့ဝယ်သုံးရတယ်ဝယ်သုံးရအနေနဲ့ရှိရပါတော့ okay အဲ့တော့ကျွန်တော်တို့ကတခုသတိထားမှာကကျွန်တော်တို့တကယ်လို့ software တွေက free ရတဲ့ source ရှိရပါတော့ဒါပေမဲ့တချို့ source တွေကသူကတကယ် main site ပေါ့နော်ဥပမာဗျာထားပါတော့ကျွန်တော် this different software လေးကျွန်တော် down ချင်တယ်ဆိုရင် www.slogic-different.com ဆိုပြီးတော့လေဒါမှမဟုတ်လည်း slogic.com ဆိုတဲ့ site ကိုသွားတယ်။ဘာလို့ဆိုတော့ဒါ official site ဖြစ်တယ်။ဒီ site ကကျတော့ကျွန်တော်တို့ကို malware တွေ virus တွေပါအောင်မလုပ်ဘူးဗျာ။ဒါပေမဲ့ဟိုဒီ internet မှာကျတော့လူပေါင်း16000သုံးနေတယ်ဗျာ။ဆိုတော့တချို့ဒီ hacker ပေါက်စာတွေပေါ့နော်ဖြစ်ချင်တဲ့လူတွေပြည်သူတွေဒုက္ခပြီးဝေးဖွားလာတဲ့ကောင်တွေပေါ့ဗျာ။ဒါတွေက online မှာရှိတယ်။ Okayဆိုတော့ဒီကောင်တွေကကျွန်တော်တို့ဒီ software က free ရပါတယ်ဆိုပြီးတော့ပြောပြီးတော့ software မဟုတ်ဘဲနဲ့เนาะကျွန်တော်တို့ computer တွေကိုနှောက်ယှက်ပေးနိုင်မယ် virus တကောင်ထားတယ်ဆိုပါစို့အဲ့လိုဆိုကျွန်တော်တို့ကဒီ free ကိုရတဲ့ကျွန်တော်တို့က click တွေနှိပ်ပြီးတော့ down နေမယ်ဆိုရင်ဒါအဆင်မပြေပါဘူးเนาะဒါကြောင့်ကျွန်တော်တို့ကဒီ free site တွေဆိုရင်စိတ်ချယုံကြည်ရတဲ့ software site ကနေပြီးတော့သွား down တင်ပါတယ် okay နောက်တစ်ခုကကျွန်တော်တို့က application တွေ download ဆိုတဲ့အခါမှာเนาะ32 bit လားကိုယ့်ရဲ့ Windows က64 bit လား32 bit လားဒါတွေကိုကျွန်တော်ကြည့်ဖို့လိုပါတယ်ကိုယ့်ရဲ့ Windows ကလည်း64 bit ဖြစ်တယ်ဆိုရင် Windows ဆိုတာကျွန်တော်ဆိုလိုတာက CPU ပေါ့နော် CPU က64 bit support ပေးရဆိုရင်ကျွန်တော်ရတယ်32 bit software နဲ့ကျွန်တော် run လုပ်ရတယ်လို့64 bit application ကိုလည်းကျွန်တော် run လုပ်ရတယ်ဒါပေမဲ့ကိုယ့်ရဲ့ Windows က32 bit ဖြစ်နေတယ်เนาะဒါကိုကျွန်တော်တို့က64 bit software run နေရဆိုတော့ဒါအဆင်မပြေပါဘူးပြောမယ်ဆိုရင်ဒီ application တွေမှာပေါ့နော်ဒီ Windows မှာမသိတော့ပါဘူးလို့သူကကျွန်တော်တို့ကိုပြန်ပြီးတော့ပြောမယ်ဆိုရင် one university ပြန်ပြီးရပါတော့ဒါတွေကိုကျွန်တော်တို့ကသတိထားသင့်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါဆို base လို့တစ်ခုပြပြမယ် x86 ပေါ့နော် x86 cross x နဲ့86လို့မြင်ပြီဆိုတာ ਨੇ ဒီလိုမျိုးပေါ့နော် cross x နဲ့86လို့မြင်ပြီဆိုတာ ਨੇ ဒါကကျွန်တော်တို့32 bit version application ဟိုရဲ့သင်္ကေတဖြစ်ပါတယ်ဒါမှမဟုတ်လေ32 bit OS ရဲ့သင်္ကေတဖြစ်ပါတယ် okay အဲ့တော့86ကကျွန်တော်တို့32 bit ဖြစ်တယ်အဲ့တော့64ကကျတော့ x64 ပါဒါဆို64 bit OS ဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်ဆက်လက်ပြောသလိုမျိုးပဲ64 bit OS ကကျတော့နော်64 bit application 64 bit operating system ပါဆိုရင်ကျွန်တော်တို့ကနော်64 bit application 64 bit operating system မှာဆိုရင်ကျွန်တော်တို့က32 bit software နဲ့ run လုပ်ရတယ်64 bit software နဲ့ run လုပ်ရတယ်ဒါပေမဲ့ကျွန်တော်တို့က32 bit operating system မှာဆိုရင်64 bit software ကြီးကိုတွားပြီးတော့ run လုပ်မရဘူးနော်ဒါကိုကျွန်တော်သိဖို့လိုပါတယ် okay နောက်တစ်ခုကကျွန်တော်တို့နော်ကျွန်တော် software ဆိုကျွန်တော်တို့ယနေ့ခေတ်မှာကျွန်တော်တို့ခေတ်စားနေရပါတယ်ရှိတယ်ဥပမာ Windows ရှိမယ် Mac OS ရှိမယ် Linux ရှိမယ်ပေါ့ဗျာ okay အဲ့တော့ကျွန်တော်တို့ကdifferent software package တွေက depend on the operating system ကျွန်တော်တို့က software တွေကသူတို့ထုတ်ထားတာပဲသူက Windows ကလည်းထုတ်တယ် Mac OS ကလည်းထုတ်တယ်เนาะပြီးတော့ Mac OS ဆိုသူကဘာလဲဆိုတော့ Apple product ပေါ့နော် App Store ကနေကျွန်တော်တို့ application တွေ download ဆွဲလို့ရတယ် Windows ဆိုရင် internet ပေါ်က down မယ်ဒါမှမဟုတ်လည်းကျွန်တော်တို့ Microsoft Store ဒါမှမဟုတ်လည်းဒီ
app store ဆိုတာ Microsoft Store ပေါ့နော်ဒီ Microsoft Store ကနေတော်တော် download ဆိုရရတယ် Linux ဆိုရင်လည်းဒီမှာ repository server ရှိရပေါ့နော်အဲ့ကနေပြီးတော့လိုအပ်တဲ့ application download ဆိုရရတယ်တကယ်လို့ကိုက third party software တွေတင်နေတယ်ဆိုလည်းကျွန်တော်တို့က site ထဲကိုသွားပြီးတော့ရှာပြီးတော့ API package ကိုတွင်းလို့ရတယ် okay ဒါဆိုတော့ဒီမှာ miss တစ်ခုသိရမှာကဒီ software တွေကကျွန်တော်တို့က OS တွေ alike ပေါ့နော်ကိုယ့်ရဲ့ different OS တွေ alike different software တွေရှိပါတယ်နော် okay အဲ့တော့ကျွန်တော် extension တစ်ချက်ကြည့်မယ်ဆိုရင် Windows မှာဆိုရင်များသောအားဖြင့်ဘာလဲလာလဲဆိုတော့ .exe ဆိုတဲ့ဒါ executable format ပေါ့နော်Windows ဆိုရင် .exe နဲ့လာတယ်တကယ်လို့ Linux ဖြစ်တယ် Linux ကျွန်တော်တို့ရဲ့ OS က Linux တင်ထားတယ်ဆိုရင်သူက RPM ပေါ့နော် RPM ဒါ RPM ဆိုတာအရှိကတော့ Red Hat Package Manager လို့ Red Hat Package Manager လို့ခေါ်ပါတယ် okay အဲ့တော့ .rpm နဲ့ဆိုတဲ့ extension တွေကျွန်တော်အရင်လို download ဆွဲမယ်ပြီးရင်ကျွန်တော်တို့က Linux မှာကျွန်တော် command line နဲ့ကျွန်တော် install လုပ်ပေးရတယ်နောက်တစ်ခုက Debian ပေါ့နော် Debian ဆိုရင်ကျွန်တော် .deb extension နဲ့ဆိုတယ်ဆိုတော့က Linux မှာကမျိုးခွဲတွေအများကြီးရှိတယ်ဒါကျွန်တော် operating system မှာတော့ကျွန်တော်ပြောပြသွားပြီ Linux မှာမျိုးခွဲတွေအများကြီးရှိတယ် Red Hat platform မှာဒီ RPM နဲ့ကျွန်တော်တို့သွားတယ် Red Hat to SunOS လို့ပေါ့နော်ဒါတွေကကျွန်တော်တို့ .rpm Red Hat Package Manager နဲ့သွားတယ်ဒါပေမဲ့ Debian ကို Ubuntu လို့เนาะ Ubuntu ဒီလိုမျိုး Debian ဆိုရင်ကျွန်တော်ဘာပါမလဲဆိုတော့ Ubuntu ပါမယ်ဗျာUbuntu လို့ OS မျိုးကိုကြာတော့ကျွန်တော်ကဘယ်လိုဘာနဲ့ဆုံးလဲဆိုတော့ .deb နဲ့သူကဆုံးတယ်เนาะ.deb ဘာလဲဆိုတော့ Debian software package file လို့ခေါ်တယ်เนาะဆိုတော့ .deb package ပေါ့ဗျာဒါကိုကျွန်တော်တို့သုံးပြီးတော့မှ command line နဲ့ installation လုပ်ရမယ်เนาะ Windows ဆိုရင် EAC Linux ကျွန်တော်တို့ SunOS တို့เนาะ Red Hat တို့ဆိုရင် RPM Red Hat Package Manager Debian ဆိုရင်ကျွန်တော်တို့ .deb ပေါ့เนาะ Debian ဆိုတာကကျွန်တော် Ubuntu version မျိုးသုံးတဲ့အခါကျရင် .deb နဲ့ဆုံးတဲ့ extension နဲ့ဆုံးတဲ့ software package မျိုးဆိုကျွန်တော်တို့ run ရအောင်เนาะ okay အဲ့တော့နောက်တစ်ခုကကျွန်တော် macOS ကကျတော့ .dmg လို့ခေါ်တယ်သူကကျတော့ဗာလဲဆိုတော့ disk เนาะ disk imag ပေါ့ဗျာ disk image ပေါ့ဗျာဒါမှဆိုရင်ဒါเนาะဟိုကျွန်တော်ဒါ imag ပဲသူကခေါ်လို့ရတယ်ဒါပေမဲ့ကျွန်တော်အမြန်ဖတ်မယ်ဆို image ပေါ့ဗျာ imag က image ပေါ့เนาะအဲ့တော့ macOS မှာဆိုရင်ကျွန်တော်တို့ software တွေကိုဘယ်လို file format နဲ့လာလဲဆိုရင်ဘယ်လို extension နဲ့လာလဲဆိုရင်သူကဒီ .dmg ဆိုတဲ့လာတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီခုမေးကြရှိတယ်နော်ဆရာအဲ့ဒါဆိုရင်ဒီ .eac ကဒီ max မှာသွား run လို့ရတာမရဘူးနော်ဘာလို့ဆို max ကသူ support ပေးတဲ့ format က .dmg ဆိုရင်ကျွန်တော်က dmg ပဲ run မှရမယ် dmg နဲ့ပတ်သက်တဲ့ extension တွေသွားပြီးတော့ mac os မှာ run မှရမယ်နော်အဲ့လိုမျိုးပဲဒီ windows မှာလာပြီးကျွန်တော်တို့ rpa လို့ run မရဘူးလေနော်ဘာလို့ဆိုတော့ rpa package ဆိုတာမျိုးက command line တွေသွားတဲ့ဟာမျိုးဖြစ်တယ်ကျွန်တော် windows က linux မှာမဟုတ်တာအဲ့တော့မရဘူးနော်အဲ့တော့သူ့ရဲ့OS တွေပေါ်မူတည်ပြီးတော့သူမှာကွဲလွဲတဲ့ extension တွေရှိတယ်။ Microsoft တကယ်လို့ကိုယ်က Windows အတွက် down မယ်ဆိုရင်ကျွန်တော်တို့က .eac file ဟုတ်လားမဟုတ်လားတခြားစစ်ဆေးပြီးမှတွေ့ရမယ်နော်။ဒါကကျွန်တော် awareness တစ်ခုပြရပါ။ Okay နောက်တစ်ခုကကျတော့နော် installation နည်းလမ်းတွေပေါ့နော် installation ဘယ်လိုလုပ်လို့ရလဲ okay installation တွေဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးကျွန်တော်တို့နော် local installation နဲ့လုပ်လို့ရတယ် local installation ဆိုတော့ကျွန်တော်တို့ software တွေ internet က download ဆွဲထားပြီးသားကိုကျွန်တော်တို့က set ထဲကနေပြီးတော့ဗျာ copy ပြန်ကူးပြီးတော့ကျွန်တော်တို့ကဟို memory stick တွေကိုထည့်ထားပြီးသားပေါ့ဗျာ stick ကျွန်တော်တို့ဘယ်တော့တည့်အောင်လို့ရအောင် stick တွေကိုထည့်ထားတယ်အဲ့လို stick ထဲကနေပြီးတော့လေကျွန်တော်တို့ပြန်ထိုးပြီးတော့သူတခြားကျွန်တော်တကယ်ကြီးကွန်ပျူတာတစ်လုံးကဗျာဒီ software သွင်းနေတယ်ဆိုရင်ကျွန်တော်ကွန်ပျူတာ software ကျွန်တော်ထုတ်တယ်ပြီးလို့ရှိရင်ကျွန်တော်သူစက်ကိုထိုးပြီးတော့ကျွန်တော် software installation လုပ်ပြီးလို့ရတယ်နောက်တစ်ခုက HDD ဆိုတာလည်းကျွန်တော် hard disk drive ပေါ့နော်ပြောမယ်ဆိုရင်ဒီမှာပြောတဲ့ HDD ကကျွန်တော်တို့ဒီ internet ကနေကျွန်တော် download ခါတိုင်းဆွဲလိုက်တယ်ဆွဲလိုက်တဲ့ခါကျရင်ဒီဟာဘယ်ကိုရောက်လဲဆိုတော့ဒီ software က HDD ထဲမှာ store လုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ D ဖြစ်ဖြစ် C ဖြစ်ဖြစ်ပေါ့ဗျာ partition တစ်ခုထဲမှာကျွန်တော်တို့ store လုပ်တယ်ဆိုတာပါလေ DAC ဆိုတာကကျွန်တော်တို့ရဲ့ဒါဟို HDD မှာရှိတဲ့ partition တွေဖြစ်တော့เนาะဒါအဆင်ပြေရပေါ့เนาะဒီ HDD မှာဆေးတဲ့ဟာလေးကျွန်တော်လုပ်ပြရတယ်နောက်တစ်ခုက micro SD card ဆိုတော့ micro SD card မရှိလို့မရအောင်ကျွန်တော်ပြောမယ်ဆိုရင်ဘာလဲဆိုတော့ဖုန်းထဲမှာကျွန်တော်ထည့်တဲ့ SD card လေးကိုပြောတာအဲ့ထဲမှာလည်း software ကိုကျွန်တော် run ပြီးတော့နော်အဲ့ထဲမှာလည်းကျွန်တော်တို့ software ကိုထည့်ထားပြီးတော့เนาะ .eac ဖာကိုထည့်ထားပြီးတော့ကျွန်တော်တို့ကဒီမှာလာပြီးတော့เนาะအဲ့ micro SD card ကိုထည့်တဲ့အိမ်လေးရှိတယ်ဗျာအဲ့ဒါကျွန်တော်ဟိုတစ်ခေါက်ကကျွန်တော် USB connector တွေမှာကျွန်တော်ရှင်းပြပြီးတော့เนาะ micro USB ကိုထည့်တဲ့အိမ်လေးရှိရပါတော့ micro USB ထည့်တဲ့ slot ရှိရအဲ့ slot လေးကိုဆွတ်ပြီးသွားပြီဆိုကျွန်တော်တို့ကဒီ computer မှာကျွန်တော်တို့မှာလေအဲ့ဒီဟို slot လာဆိုင်လို့ရတဲ့အပေါက်ပါတယ်အဲ့ရနေပြီးတော့လည်းကျွန်တော် .eac file ကို run လုပ်ရတယ်နောက်တစ်ခုကကျွန်တော်ဒါခွေးနဲ့ run တာပေါ့နော်တမယူကြပေါ့ဒါကျွန်တော်ဒါ CD-ROM ပေါ့ဗျာCD-ROM ဆိုတော့မျိုးဆိုဒီမှာတော့ optical drive လို့လည်းခေါ်တယ်ကျွန်တော်ကွန်ပျူတာမှာပေးရင်ပါလာပြီးသားရှိရယ်တကယ်လို့ပေးရင်မပါလာဘူးတချို့ပါလာတဲ့ကွန်ပျူတာတွေပေါ့နော် notebook တွေပါတယ်ဆိုရင်နောက်ပိုင်းပေးရင်မပါလာရှိရယ်အဲ့ချိန်ကျကျွန်တော်ဗာနဲ့လုပ်လဲဆိုတော့ external drive တွေကနေကျွန်တော် run လုပ်ရတယ်နော် software ကိုထွက်ပြီး run အောင်ပြောတာဖြစ်ပါတယ် okay ဒါက installation way တွေကနောက်တစ်ခုကကျွန်တော်တို့ network base သွားလို့ရတယ် network base ဆိုရင်ကျွန်တော်တို့ဗာနဲ့သွားလဲဆိုတော့နော်
ဘယ်လိုပြောရမလဲဆိုတော့က network base ဆိုတာမျိုးကကျွန်တော်တို့ကဒါ organization တစ်ခုကြာကြီးမားတဲ့ဒါ organization တစ်ခုဖြစ်တယ်ဒီကြီးမားတဲ့ organization ဆိုတော့ကျွန်တော်တို့ရုံးမှာလူအယောက်okay ရုံးမှာ user 20ရှိရဗျာ user 20ကိုကျွန်တော်တို့ကဒီ end user တွေဖြစ်တယ် end user တွေကျွန်တော်တို့ဗာနဲ့ထိန်းချုပ်ထားလဲဆိုတော့ department license မှာကျွန်တော်တို့ဟိုနဲ့ထိန်းချုပ်ထားတယ် administrator နဲ့ထိန်းချုပ်ထားတယ်ဆိုတော့ administrator ကနေပြီးတော့ပဲကျွန်တော်တို့ဒီ network ပေါ်ကနေပြီးတော့သူတို့ကိုဒီ server ပြောမှဆိုဗျာ server ပေါ်ကနေပြီးတော့ပဲသူတို့လမ်းပြီးတော့ဒီ application တွေအကုန်လုံးသူတို့ set တွေမှာ live run ပေးတာမျိုးနောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီ network ပေါ့နော် network ဒီ app server တခုပေါ့ local server ပေါ့ဗျာပြောမှဆိုဒီ app server တခုကိုယ့်ရဲ့ရုံးမှာကိုယ့်ဘာကိုစောက်ထားတယ်เนาะအဲ့တော့အဲ့ app server ကျွန်တော်တို့ကစောက်ထားတယ်စောက်ပြီးတော့ကျွန်တော်တို့လိုအပ်တဲ့အခါကျရင်ဒီ app ပေါ့ဗျာဆိုတော့က app ဆိုတာကျွန်တော်တို့က web based app ရှိရပေါ့နော် web based app ရှိရပေါ့ web based ဆိုတော့ကကျွန်တော်တို့ကဒီအခုဒီမှာ miss ဆိုတာအခုမြင်နေရဗျာဒါဆိုရင်ဒါကျွန်တော်တို့ပြပြောမှဆိုရင်ဒါ software web page เนาะdepartment store management system ပေါ့ management system ဒါပေမဲ့ဒါ web page လို့ခေါ်တယ် website မှာကျွန်တော်တို့က domain name ကိုရိုက်ထည့်ပြီးတော့မှသူကဒီထဲကို login ဝင်ပြီးတော့ကျွန်တော်တို့ဝင်သုံးရတယ်ဒီ software တစ်မျိုးဖြစ်တယ်ပေါ့เนาะဒါ web page software တစ်မျိုးဖြစ်တယ် okay အဲ့လိုဟာမျိုးကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့က private application server တခုကျွန်တော်တို့ထားရတယ်ထားပြီးတော့မှကျွန်တော်တို့ကသုံးတာဖြစ်တယ်ဒါကိုကျွန်တော်တို့က network page လို့ခေါ်တာပေါ့เนาะ